ဒီဘက်မို့လားမင်းတို့တော့ကြာနေဦးမှာ။အရန်တော့လည်းမကြပါဘူး။အလုပ်ကလည်းတစ်ဖက်လောက်ပဲခွင့်ရတာ။မင်းတို့လည်းမိတ်ဆက်ပေးရအောင်မယ်။ဒါကတော့ငါတို့ရဲ့ရွာရဲ့အုပ်ချုပ်ရေးမှုဥတော်တာလေ။ ဟုတ်ကဲ့ပါကျွန်တော်တော်တာပါဟုတ်ကဲ့ပါဗျာဟုတ်လေကျော်မောအေးစေးပဲအေးစေးပဲလားဆိုတော့လေအေးစေးလို့ပဲပြောရမှာပေါ့နော်ဒါပေမဲ့လူတွေတော့တိတ်မစုံတော့ဘူးကွာသူတပြည့်လူငယ်ပိုင်းတွေပေါ့လူငယ်တွေမစုံတာတော့ကျွန်တော်တို့ရွာပဲမဟုတ်ဘူးကိုကျော်ခိုင်တခြားရွာတွေပါမစုံတော့တာလိုင်းပေါ်တော့လည်းအတင်းရလည်းစုံနေရပါပဲအခုဦးညီတို့ရွာတော်မှာလိုင်းပေါ်မှာပြာကျနေပြီဆိုတော့ကျွန်တော်အာယူကိုမေးကြည့်ရတယ်ဒီကောင်ရွာနဲ့အဆက်အသွယ်ရတယ်အဲ့တော့မတော်ပါသေးတယ်ဗျာရွာမှာတော့ကြီးကြီးမားမားဘာမှမဖြစ်ပါဘူးဒါပေမဲ့ခုနငါပြောသလိုလူငယ်ပိုင်းပေါ့အလုပ်သွားလုပ်မယ်ဆိုပြီးပျောက်သွားတာဘာသတင်းမှမရတော့မင်းကြီးတက်ဦးမောင်တော့ဘာတွေညာတွေဖြစ်တော့တော်ရဲသွားမယ်ဆိုတော့ငါမလည်းထန်ထိန်လာတာဟေ့မင်းတော်ရဲပါသွားလို့အဲ့ဒါလေနားယောင်တာဟေးနားယောင်တာဟိုကောင်စံခဲတော့သုံးကြောင်ဒီကောင်မှနားယောင်သွားတာဆိုင်ဟုတ်တယ်ဘာထူးလဲရောဘာမှမထူးအကြောင်းလည်းမပြန်ဘူးဟေ့အကြောင်းပြန်တယ်လို့ပြောအောင်မင်းကိုဆက်သွယ်မဲ့လူပါအကောင့်ဆက်သုံးလို့လားဟာသူလည်းငါ့လိုအကောက်တူကွာအကောင့်ဘာလို့မင်းဘလို့ပြန်လာတော့လို့ဆောက်ဒါပေမဲ့သူတင်တဲ့တည်င်းတွေကအကုန်မှတ်နေလေဩမင်းကလည်းမင်းတော့မှလေအကောင့်တူတွေနဲ့ဟိုအချင်းငက်သူလေးတို့ဘာလို့မင်းလောက်ပြီးလောက်နေရလဲအကောင့်ပေါင်းဆောင်လဲတစ်ဖက်ကမင်းကိုအကောင့်စစ်ချပြမှာလားဟဲ့ငတုံးကဘာပဲပြောငါတို့တင်လိုက်တဲ့ပို့တွေမှန်သမျှအကုန်လုံးလိုက်တယ်အများကြီးပဲရတယ်လေဘေးပါဟိုလိုက်တယ်အများကြီးရတော့ကွာပြောဒါပေမဲ့ဟို၄နှစ်တာကာလအတွင်းမှာလေအမေရိကကိုသွားတဲ့လူတို့အော်စီကိုသွားတဲ့လူတို့အကုန်လုံးတော့အဆင်ပြေနေပြီနော်အော်ငကိုတွေကမင်းတို့ငါပြောတယ်လေမင်းတို့ကငါပြောတယ်လေဘာပြောဟမ်အခုမှမင်းတို့အားကြမနေနဲ့အစတွေကတော်ရဲသွားပြီးလက်တောင်းချောင်းထောင်လိုက်ပြီးနေပြီမင်းတို့ကပါဇက်ပိုက်ထားလိုက်မင်းတို့ကလုံးပါဇက်ကိုပိုက်ထားလိုက်ဘာလို့ဟမ်ငါအစိုးရတဲ့တော်ရဲကိုသွားပါမယ်ပြောတော့မွေးကြောက်တယ်လေချိန်ကြိုက်တယ်လေနဲ့ဟာဟိုအေးဟုတ်ပါပြီမင်းပြောတယ်လို့ဟိုတော်ရဲကိုသွားပါပြီတဲ့ဟမ်ဘယ်သူကကြိုးဆိုပြီးဘယ်သူကတာဝန်ယူမှာလဲငါကြားထားတဲ့သတင်းအရာလေနေဆက်မှာတဲ့လူတွေထောင်းနေတောင်းနေချီပြီးတော့ပိတ်မိနေတာတဲ့ဗျာတိလားမင်းမင်းကွာအဲ့ဒီဟုတ်ကိုဟုတ်လို့လားမင်းတို့သုံးကောင်တိုင်ပတ်နေဟုတ်လားဟမ်ကိုယ်တိုင်လည်းဘာမှမလှုပ်တတ်ဖဲနဲ့ကွာဘာလို့တိုင်ပတ်အေးကျွန်တော်တို့အခွင့်အရေးမပေးလို့ကျွန်တော်တို့ကအခွင့်အရေးပေးလိုက်ကြည့်ဟမ်အခွင့်အရေးဟုတ်တယ်မင်းတို့ငါအခွင့်အရေးပေးမှာပေါ့မင်းတို့လက်ထဲကိုတနတ်တက်လက်ထည့်ပေးလိုက်ရင်ဒုပြမလဲဟမ်ဟောလက်ထဲကိုတနတ်တာထည့်ပေးလိုက်လို့ရတော့ကျွန်တော်တို့အတွက်အန္တရာယ်ရှိတယ်လို့ပြစ်ပလိုက်ပါပေါ့ဟုတ်တယ်လွယ်လိုက်တာကွာအန္တရာယ်ရှိတဲ့ကောင်ဆိုတာမင်းတို့ဘယ်လိုရွေးမလို့ဟမ်လွယ်ပါတယ်ဗျာလွယ်ပါတယ်အဲ့ဒီလူကရုပ်ပြက်နေတယ်အမူအရာပြက်နေတယ်ဆိုရင်အန်ရရှိလို့အဲ့ကောင်ကျွန်တော်ကပြစ်လိုက်မှာပေါ့အယူဟုတ်အန်တရေပြုတ်မဲ့ကောင်ဟာဘယ်တော့မှရုပ်ပြက်စင်ပြက်မနေဘူးမဲကောင်ထဲမှာမှတ်ထားဟောတော်ကြောင်တော်ငါလက်တွေကပါသွားတယ်ဟောလူကြီးပဲကွာလောက်ပါဘာလို့လောက်ပါသေးလဲကွာမဟုတ်လေကွာလူကြီးပဲဒီဘက်ရောငါကြည့်နေတာကြာပြီတူတူဘာလို့တိုးပြောမှာဟိုမင်းတက်ထဲက3ရင်းနဲ့ထွက်လာလို့တော့3ပွင့်နဲ့ထွက်လာရင်ဘယ်တော့လူလဲလုံးလိုက်မလဲမသိဘူးမဟုတ်လာစမ်းနေတယ်ဒလန်ဆိုပြီးလက်တို့လိုက်ကြီးကနေဖြစ်သွားမယ်နေမင်းကဘသူ့ကိုလက်တို့ပေါ့ငါလိုင်းမတင်လိုက်မှာပေါ့ကွာသူများလက်သွားတို့တော့ငါတက်တက်ပြဿနာတက်သွားမှာပေါ့ကိုယ်ကနေတော့ကိုသိတယ်ဟလားနေစမ်းပါကွာဘာယူမင်းတို့ရွာတွေကတာယာလိုက်တာပါအေးစီလေးအဲ့ဒါမင်းဒီကြောင်ဘာလို့ခေါ်လာဒါကတက်ခဲ့တဲ့အကြောင်းလေငါတက်တုံးကဆရာမတွေကတော့ပင်စင်နေယူတော့ပြီဒါပေမဲ့ကျုံငါတငယ်ချင်းတွေကတော့ဒီကြောင်မှာဆရာမတွေပြန်လုပ်နေရမင်းတဲ့ဝီဘာဖြစ်လို့လဲအာယူခလေးအစာစိတ်တင်လို့ဒေါက်တာမင်းတွေဆေးကပို့မှဖြစ်မယ်လာအဲ့ဆိုမြန်သွားမရပါဘူးလာကျေးဇူးတင်ပါတယ်ဆရာမတို့ရေအခုအယူ
ပွဲကြီးကျေးဇူးများတင်ပါတယ်ဗျာမပြန်ခင်ကျွန်တော်ဒီခေါက်လာလဲပါအောင်လားကျွန်တော်နေ့လည်ကနေအိတ်ခံပါမယ် ရပါတယ်ဗျာကုညီရမယ့်တောင်းဝန်ရှိလို့ကုညီတာပါခလေးကတော့ view ဆိုင်လိုက် ဟိုကလေးကမတက်တာသေးလို့အเจ้าမထက်နိုင်ဘူးဆိုရင်ဒေါက်တာမင်းလွင်စီမှာဆေးစာယူပြီးတော့အเจ้าမှာခွင့်လာတိုင်ထားလိုက်ကျွန်မအเจ้าကြီးကိုတခြားလေးပြောပေးထားပါမယ် ဟုတ်ကဲ့ပါဆရာမဟုတ်ကလေးတော့ဘာမှအစိုးရစရာမရှိဘူးတခုဆိုရင်စေတန်းရောက်လာတယ်ဒီလိုမလာအောင်ဆိုလို့ရှိရင်ဖုန်းသာဆက်ဆရာလာတယ်ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာအားလုံးကျေးဇူးတင်ပါတယ်ဗျာတောင်းကြည့်ပါဦးနော်ပါဟုတ်အာယုမင်းတို့ရွာပြန်ရောက်နေရဆိုတာဥဒ္ဒရာကြီးပြောပြလို့ငါသိပြီးသွားပြီကွာငါတော့မင်းတို့စီလာအောင်မလို့ ကိုမင်းလေးရွာမှာစေကန်းဖွင့်နေဆိုတော့ကျွန်တော်လည်းကြားပါတယ်လာဖို့လည်းအစီအစဉ်ရှိပါတယ်အခုကတော့တိုက်တိုက်ဆိုင်ဖြစ်သွားတာပေါ့ဗျာဩကျွန်တော်မိတ်ဆက်ပေးအောင်မယ်ဒါကကျွန်တော်ရဲ့တငယ်ချင်းကြီးသူကတော့ကြော်ခိုင်းနဲ့သူကတော့ဒုက္ခဟုတ်ကဲ့ပါဟုတ်ကဲ့တွေ့ရဝမ်းသာပါတယ်အေးမင်းတို့တခါတည်းမိတ်ဆက်ပေးလိုက်မယ်ဒါငါတငယ်ချင်းတွေပဲသူ့နာမည်ကတော့မေတ္တာတဲ့သူကတော့ဝိကြီးဟုတ်ကဲ့ပါဝမ်းသာပါတယ်ကဲတွေ့ရတာဝမ်းသာပါတယ်အားလုံးနဲ့ဟုတ်ကဲ့တွေ့ရပါဒီလိုအခြေအနေမျိုးမှာတွေ့ရတာပို့ပြီးတော့ဝမ်းသာပါတယ်ဟိုရှမ်းဦးမှာရောအခြေအနေအေးဆေးပဲလားဟို live မှာတော့တကယ်နေရစုံနေရပါကွာရန်ကုန်မှာတော့အေးဆေးပါပဲအားလုံးလည်းပုံမှန်နဲ့တွာလာနေကြတာပဲနော်ဟုတ်ပါတယ်ကောင်းပါတယ်ကောင်းပါတယ်အေးကွာ2021ပြဿနာတွေဖြစ်တော့ငါမြို့တော်မှာတတိယလိုက်တယ်ကျွန်တော်နေဆက်ရောက်သွားပြီလို့ထင်နေရမှာလားမသွားနိုင်ပါဘူးဗျာကျွန်တော်လည်းဘာဆက်ဖြစ်မလဲလို့အခြေအနေကိုစောင့်ကြည့်နေတာပုံမှန်လေးနဲ့ပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံနိုင်ငံရေးကြောင့်တစ်ခုလည်းတော့မဟုတ်ဘူးဗျာငါသိပါတယ်ကွာဒါမဲ့လူငယ်တော်တော်များများနေရဆုတ်ခွာသွားကြတယ်ဟိုအဲ့လိုဆုတ်ခွာသွားရအောင်လေဟိုတိုင်းပြည်ကအလုံးစုံပြည့်စည်နေတာလို့လည်းမဟုတ်ဘူးကွာတဲ့ကွာပြောရင်းနဲ့နိုင်ငံရေးလမ်းကြောင်းကိုရောက်သွားပြီကွာဆရာရဲ့ရောက်ပါစေမထူးတော့ပါဘူးပြောလိုက်မှလည်းရှင်နဲ့ပေါ်သွားမှာလို့ဩဒီလိုညောင်ငါမေးအောင်မေးဒီလိုတောက်ရောက်ကြောင်းသွားနေရလားကြောင်းထွက်ကြထွက်เสียလားဟဲ့ငါတို့တွေကကလေးတွေကိုစာတင်ပေးခြင်းလို့ဆရာမဖြစ်အောင်စူးစမ်းလာခဲ့ကြရတယ်စာတင်မို့ကငါတို့အလုပ်ပဲဒါနဲ့ဆရာမတို့ကျောင်းမှာရောကျောင်းထွက်သွားတဲ့ဆရာမတွေမရှိကြဘူးလားရှိတာပေါ့ဒါပေမဲ့အဆင်မပြေကြဘူးလေကျောင်းဆရာမဆိုတဲ့စိတ်နဲ့ကိုတပည့်ကိုကျောင်းဆိုတဲ့စိတ်နဲ့ပဲကျောင်းကိုပြန်ရောက်လာကြတာပုံမှန်လင်းလင်းပြောရရင်အပြောင်းလဲခဏတာမှစိတ်ရိုင်သွားတဲ့သဘောမျိုးပေါ့ဆရာမပြောသလိုပါပဲခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာသမားတွေအားလုံးကအတူတူပါပဲပြီးတော့စားဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြင်းပြနေကြတာပါဒီလိုစင်ရောပြည်ကြရလားအဆင်ပြေပါတယ်ဆရာမဆိုတော့ဆရာမအလုပ်လုပ်ရမှာပေါ့အရာရာနိုင်ငံရေးနဲ့ပတ်သက်နေရဲဆိုပေမဲ့သူ့ကဏ္ဍနဲ့သူပဲလေကဲကျုံတော့ငါလည်းဝင်ပြောအောင်မယ်ငါတို့လိုဆရာဝန်တယောက်ကိုဆေးမကူနဲ့လို့လာတာတိုင်းငါတို့စီဆေးလာကူတဲ့လူနာတွေကိုငါတို့ကဒီတိုင်းပြစ်ထားခဲ့လို့မရတာအဲ့လိုပြစ်ထားခဲ့လို့ရှိရင်ငါတို့ဆေးကြောင်းတော့ကဆိုခဲ့တဲ့သစ္စာစကားတွေကအလဟတ်ဖြစ်သွားမှာတကယ်တော့ကွာဆရာဝန်ဆိုတာရန်သူမိတ်ဆွေမခွဲကြပဲနဲ့လူနာမှန်သမျှကိုဆေးကုပေးရမှာငါတို့ဆရာဝန်တွေအားလုံးနဲ့တာဝန်လေးတယ်ဒါဘောဆရာကြီးမှန်တာဘောအနုပညာသမားကတော့အနုပညာအလုပ်လုပ်ရမှာပဲအဲ့လိုပဲအတတ်ပညာသမားလည်းအတတ်ပညာအလုပ်ကိုလုပ်ရမှာပဲအဲ့ဒါမှကိုယ်သိထားတတ်ထားတဲ့ပညာတွေနဲ့ဥဆောင်လမ်းပြလို့ရမှာပေါ့ကျွန်တော်တော့ဗျာဒီတိုင်းတစ်ပါးကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးလေးကတော့နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပဲရှင်းနေတယ်လို့ကျွန်တော်ထင်တယ်တင်တို့ရဲ့စီးပွားရေးလုပ်ငန်းများအတွက်အံ့ဩဖွယ်ကောင်းလောက်အောင်ကျယ်ဝန်းပြီးတန်ရှင်းတက်ရက်စွာနဲ့တည်ဆောက်ထားတဲ့ကျွန်တော်တို့ရဲ့ Media Center မှာဆိုရင်ရုံးခန်းများကိုငှားရမ်းနိုင်ပါတယ်။